Hello ဒီနေ့မှာတော့ကိုမဲကိုအလူပွဲပြင်ဖို့အတွက်တော်မဲ့ vlog လေးဖြစ်ပါတယ်။ဒီစားတော့ကတော့မန္တလေးကနေနေ့လယ်တနားရီလောက်ကနေစပြီးတော့ထွက်ခဲ့ပါတယ်။ပြီးတော့ဒီစားမန္တလေးကနေကိုမဲထီကိုငားသွားတဲ့ EV taxi လေးရဲ့အဆင်ပြေတဲ့အကြောင်းလေးကို review လေးပြောပြချင်ပါတယ်။ဘယ်တော့အခါမှာကားမမူးဘူးရဲ့တင်စားကရှေ့တစ်ခေါက်မှာ EV ကားစီးပြီးတော့မူးခဲ့တာမို့လို့ဒီတစ်ခေါက်မှာတော့ရှေ့ခန်းမှာပဲထိုင်လိုက်ပါတယ်။တင်စားတော့ကကိုမဲကိုတ냐အိမ်နဲ့ရက်သွားမှမို့လို့29ရက်နေ့ကသူတို့သွားပြီးတော့ပို့ပေးပါတယ်။ပြီးတော့28ရက်နေ့မှာလာပြီးတော့ချုပ်ပေးပါတယ်။ကိုမရောက်ဘူးတဲ့ data ကိုအလုပ်ကိစ္စတစ်ခုနဲ့သွားရတာဆိုတော့စိုးရိမ်မှုတွေများခဲ့ပေမဲ့ချောချောချွတ်ချွတ်လေးဖြစ်ခဲ့ပါတယ်။ကဲ2နာရီခွဲ3နာရီလောက်မှာတော့ကိုမဲမျိုးကိုရောက်ခဲ့ပါတယ်။ကိုမဲမျိုးကိုရောက်ပေမဲ့လည်းတင်စားကတော့လမ်းနေမတီးတာမို့လို့လိပ်စာသူတို့ပေးတဲ့လိပ်စာတိုင်းကိုပဲထက်စီကိုကြီးကိုပြပြီးတော့ဟိုတယ်ကိုလိုက်ပို့ပေးခဲ့ပါတယ်။ဟိုတယ်ရောက်တော့4နာရီခွဲလောက်ရောက်သွားပြီဆိုတော့ပစ္စည်းတွေချပြီးတော့ check in ဝင်ပြီးတော့ညစာစားဖို့ပြင်ဆင်ပါတယ်။ညစာကိုတော့ဟိုတယ်နားလေးမှာရှိတဲ့ဆိုင်မှာပဲအိုးဝင်လာပြီးတော့ပါစားလိုက်ပါတယ်။စားပြီးတော့ပြီးတော့ဟိုတယ်ပြန်ရောက်ပေမဲ့လည်းပွဲပြင်မဲ့အမတို့ကကိုမဲကိုမရောက်သေးဘူးဆိုတော့ခဏဆောင်လိုက်ပါတယ်။အမတွေရောက်လာတာနဲ့မနေ့ကျရင်ပြင်မဲ့ပုံစံဝတ်မဲ့အဝတ်စားပြင်မဲ့ make up ပုံစံစပင်ပုံစံနဲ့တိုင်ပင်ပြီးတော့မနေ့ကျရင်ပြင်ဖို့တန်တစားကပစ္စည်းတွေကို ready ပြင်ထားပါတယ်။မနက်ကို2နာရီခွဲလောက်ထားပြီးတော့4နာရီအပြီးပြင်ရမှာဆိုတော့ဒီကစောတနားယူလိုက်ပါတယ်။တင်စားကပွဲတစ်ပွဲကိုပြင်နေဆိုရင်အလွန်ဆုံး2ယောက်ကနေ3ယောက်ထိပဲပြင်ပါတယ်။တစ်ယောက်ကိုဆိုရင်လည်း2နာရီခွဲ3နာရီထိပြင်တာမလို့တင်စားပွဲပြင်တာဒီလေးလဲကြတယ်လို့ကြားလဲကြပါတယ်။အဲဒါကြောင့်မို့မလောရအောင်လို့တင်စားတော့စောကြိုပြီးတော့ပြင်တာဖြစ်ပါတယ်။ဒီနေရာမှာတင်စားပွဲပြင်တာကြားရတဲ့အကြောင်းရင်းကပြီးရင်ပြီးရောမပြင်တတ်တာရဲ့တစ်ယောက်ချင်းစီကိုလည်းတေချာစိတ်နဲ့ပြီးတော့ focus ထားပြီးတော့ဒီအသေးစိတ်ပြင်ပေးတာမို့လို့ဖြစ်ပါတယ်။ဒါကတော့တင်စားနဲ့ပြင်ဖို့ပဲသူတိုင်းတည်းရဲ့တင်စားရဲ့ signature တစ်ခုပေါ့နော်။ပြီးတော့8နာရီလောက်မှာထက်စီရောက်တာနဲ့စားကိုမဲကနေပြန်ခဲ့ပါတယ်။ပြန်တဲ့လမ်းမှာမဟာရွှေတိန်တော်ကိုလည်းဝင်ပြီးတော့ကုတို့ယူခဲ့ပါတယ်။ကုတို့ယူပြရှိကိုပြီးတော့နှစ်ယောက်သားမနှက်စားလည်းမစားရဒေတာနဲ့စားဆက်ရှိတာတောက်ဆက်ရှိတာဝယ်ပြီးတော့မန္တလေးကိုပြန်ဆက်ပါတယ်။ဒီလိုအရန်ကိုပူရရာဒီဥတုမှာမန္တလေးကိုမပင်မပန်းမနဲ့တောင်းတတလေးပြရောက်ခဲ့တာကတော့ Hello EV Taxi ကြောင့်မဖြစ်ပါနဲ့။ဒါကတော့တင်စားက sponsor ယူပြီးတော့ကြော်ညာပေးတာမဟုတ်ပဲနဲ့တင်စားကိုယ်တိုင်တွားခဲ့တဲ့အဆင်ပြေတဲ့အတွေ့အကြုံလေးကို client တယောက်အနေနဲ့ sharing လုပ်ပေးတာဖြစ်ပါတယ်။အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက် vlog မှာပြန်တွေ့မယ်နော်။ Bye